ရှိဥစွာမင်္ဂလာပါလို့နှုတ်ဆက်ချင်ပါတယ်ရှုခင်းလေးကျလည်းလှမလှနေချင်းစရာလည်းကောင်းနေပဲတကယ်မလို့သင်တို့မှာပတ်စံရှိရင်နော်ဒီလိုနေရာမျိုးမှာနေလို့ပြောတယ်တချို့ကြတော့သူတို့အခက်ခဲနဲ့သူတို့နေထိုင်ရတာပေါ့နော်မလွယ်ပါဘူးသူများနိုင်ငံမှာနေရတယ်ဆိုတာကအမှန်တိုင်းပြောရမယ်ဆိုရင်ရမ်းခက်ခဲတယ်ဗျရမ်းခက်ခဲရမ်းကြမ်းတမ်းတယ်ဘာလို့အစသာရမနော်ငွေရှိမှအဆင်ပြေတဲ့အရာပါဒီလိုနိုင်ငံဆွေမျိုးရှိပေမဲ့ဆွေမျိုးတွေကလည်းသူ့အလုံးနဲ့သူလို့ပေါ့နော်ဒါကြောင့်အကူအညီပေးဖို့ဆိုတာဒီလိုနိုင်ငံမှာတော့အရင်ခက်ခဲပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်အဆင်ပြေတယ်ဗျနော်ကိုဒေတာကိုရဲ့ရွာဒီချမ်းနဲ့နော်နေထိုင်ရတယ်တဘာဝအလှလည်းရှိတယ်ပြီးရင်လေကောင်းလေသန့်လည်းရတယ်ပြီးဆွေမျိုးတွေနဲ့လည်းပြောစရာကောင်းတာပဲသူများနိုင်ငံမှာနေရတော့ခက်ခဲတာပေါ့ဗျာဒါပေမဲ့လူတိုင်းမှာတချို့ကကိုယ်အကြောင်းလေးနဲ့ကိုရှိကြတာကိုယ်အိမ်မက်နဲ့ကိုရှိကြတာအဲကြောင့်လဲအဆင်မပြေလေအဆင်ပြေအောင်နေရတာပဲနော်ဘယ်သူမဆိုခမရရောကျွန်တော်တို့တူတူပါပဲအဆင်ပြေပေမဲ့အဆင်ပြေအောင်နေရတယ်အစစရခက်ခဲတယ်ဗျာပြောမယ်ဆိုရင်အစားအသောက်အနေထိုင်အသွားလာတချို့စကားအပြောဆိုတာပါစပါနော်ဒါကျွန်တော်တို့ဆိုတော့နေပါတဝက်လောက်ပြောတတ်သေးတယ်ဆိုတော့အဆင်ပြေတာပေါ့တချို့အရှင်းသူများနိုင်ငံစကားမပြောတတ်တဲ့လူဆိုရင်ရမ်းခက်ခဲပါလေဗျာမလွယ်ပါဘူးအဲကြောင့်ကိုယ်နိုင်ငံကလူတွေနိုင်ငံခြားမှာလာလုံးမဲဆိုရင်ကိုကဒီချာလေ့လာမယ်နော်ဒီချာစဉ်းစားရမယ်တိနားလဲလူနဲ့အရင်တိုင်ပင်ရမယ်နော်ကျွန်တော်ပြောပြတာပါအားလုံးစေတနာစိတ်ကလေးနဲ့ပြောပြတာပါကျေးဇူးတင်ပါတယ်ဗျာ